ပရိသတ်ညီလေးတွေညီမလေးတွေကကိုမိုးကိုမေးကြတယ်ကိုမိုးကလိုင်းပေါ်မှာတနင်္ဂနွေတွေကတော့ဘလို့ဖြစ်တယ်တနင်္လာတွေကတော့ဘလို့ဖြစ်တယ်ဆိုပြီးတော့တင်ထားတာကိုအားရကြည်နူးနှစ်သက်မှန်ကန်ကြတဲ့အတွက်ကိုမိုးရဲ့ message မှာလာပြီးတော့မေးကြတာရှိတယ် comment တွေမှာရေးကြတာရှိတယ်ဆရာအာကာမိုးရေကိုမိုးကပရိသတ်ကိုညီကိုမောင်နှမလို့သဘောထားတဲ့မန်မာနလည်းမရှိဘူးကိုမိုးဘေးတင်ဟောလာလို့မေးလာပါတယ်ကိုမိုးဟာဘေးဒင်ဆရာဖြစ်တဲ့အတွက်ဘေးဒင်ဟောတဲ့လုပ်ငန်းကိုဗราဏအသက်မွေးမှုအဖြစ်ကိုမိုးဆောင်ရွက်ပါတယ်ကိုအာကာမိုးဘေးဒင်ဟောပါတယ်ပါဠိမှာအတိတံအာဟရိအနာဂတိဇာနိတာမိဆိုပြီးတော့လာရှိပါတယ်ဘေးဒင်ဆရာတယောက်ဟာအတိတ်ကိုလည်းပြောပြနိုင်ရမယ်အနာဂတ်အကြောင်းကိုလည်းပြောပြနိုင်ရမယ်အတိတ်နဲ့အနာဂတ်ကိုပေါင်းစပ်ပြီးတော့ချိန်ဆပြနိုင်မှဒီပြစ္ဆုတ်ပံမှာဘလို့ကောင်းကျိုးချမ်းသာစီးပွားဖြစ်ထွန်းအောင်ပြုလုပ်ရမလဲဆိုတာကိုလမ်းညွှန်ပေးနိုင်မှာဖြစ်ပါတယ်ကိုမိုးဘေးဒင်ဘလို့မေးရမလဲလို့ကိုမိုးကိုဖြေပါမယ်မေးခွန်း၃ခုကြိုက်တာမေးပါမေးခွန်း၃ခုဟာတိတိကျကျဖြစ်ရပါမယ်အဲ့ဒီမေးခွန်း၃ခုအတွက်ကိုမိုးကယုံကြည်ခြင်းပဲယူပါတယ်ယုံကြည်ခြင်းဆိုတာဟာငွေကြေးလုံးဝမသတ်မှတ်ထားပဲနဲ့ပရိသတ်အစဉ်ပြေတဲ့လောက်ပဲကိုမိုးကိုပညာပူဇော်ခြင်းပူဇော်ကြတော့ပါလို့ဆိုလိုတာဖြစ်ပါတယ်မေးခွန်း၃ခုကတော့တိတိကျကျမေးရပါမယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်လူမှုရေးကျန်းမာရေးစီးပွားရေးအဲ့လိုမျိုးပြောလို့မရပါဘူးတိကျတဲ့မေးခွန်း၃ခုဖြစ်ရပါမယ်တိကျတဲ့မေးခွန်း၃ခုကိုမှကိုမိုးကစမ်းနေကြိုထားဂျိုးနေလက်ထားဘေးရင်နိပတ်ဝတ္ထုဇက်တွေနဲ့ချိန်ညှိပြီးတော့ပြောသွားမှာဖြစ်ပါတယ် yes no ဆိုပြီးတော့ဟုတ်တယ်မဟုတ်ဘူးလည်းဖြေမှာမဟုတ်ပါဘူးပရိသတ်စိတ်ကျဉ်နှံ့မှုအတွက်ကိုမိုးကပရိသတ်တွေကိုပေးဆက်သွားမှာဖြစ်ပါတယ်တိကျတဲ့မေးခွန်း၃ခုဆိုတာကတော့ကျမယောက်ျားနဲ့ကျမဘယ်တော့ကွဲမလဲကျမကောင်လေးကဘယ်တော့ခြံခုံသွားမလဲအခုလုံနေတဲ့အလုပ်ကဘယ်တော့ပြုတ်မှာလဲအလုပ်အသစ်ဘယ်တော့ရမှာလဲเนาะအဲ့လိုမျိုးတိကျတဲ့မေးခွန်းတွေဖြစ်ရပါမယ်ဒီလိုမျိုးတိကျတဲ့မေးခွန်းတွေကိုတစ်နှစ်တာအတွင်းဂျိုစည်းဂျိုနေစမ်းနေဂျိုထားဂျိုနေလက်ထားဂျိုကြီးဂျိုစားတက်ရောက်နေတဲ့ကိုမိုးကညှိနှိုင်းပြီးတော့စစ်မှန်တိကျပြီးတက်လို့ပဲကောင်းတဲ့အဖြေတွေကိုပြိသက်ကိုကိုမိုးကပြောပြပေးသွားမှာဖြစ်ပါတယ်ရိုးရဘေးတင်ဆိုတာဟာရှေးအတီးနှစ်ပေါင်းများစွာတွေကတည်တဲ့ခိုင်မြဲလာတာဖြစ်တဲ့အတွက်ကိုမိုးရရဲ့စိတ်နှလုံးခြုံညိုးွယ်ရာကိစ္စတွေကိုဘေးရင်မေးခြင်းအပြင်ပြေလည်အောင်ဆောင်ရွက်နိုင်ပါတယ်ကိုယ့်ရဲ့လူမှုစီးပွားဘဝအခက်အခဲပြေလည်ဖို့အတွက်ဘေးရင်မေးတယ်ဆိုတာဟာရှေးနှစ်ပေါင်းများစွာကတည်းကတည်တဲ့ခိုင်မြဲလာတဲ့ကောင်းမြတ်တဲ့ယဉ်ကျေးတဲ့လူအဖွဲ့အစည်းရဲ့မွန်မြတ်တဲ့လုပ်ရက်တစ်ခုဖြစ်ပါတယ်ကိုမိုးစီမှာမေခွန်း၃ခုကိုယုံကြည်ခြင်းနဲ့ဘေးရင်မေးချင်လို့ရှိရင်ကိုမိုးရဲ့ TikTok message ကိုပဲဖြစ်ဖြစ်ကိုမိုးရဲ့ Viber 3995411208ဆိုတဲ့နံပါတ်ကိုပဲဖြစ်ဖြစ်ဆက်သွယ်နိုင်ပါတယ်3995411208ဆိုတဲ့နံပါတ်ကိုအသုံးပြုမှကိုအာကာမိုးမဟာဝိဇ္ဇာမြန်မာစာအစပေးအထူးအောင်အစ်စ်ဖြစ်ပါတယ်